လိုမျိုးလူကြိုက်များပြီးတော့ view တွေအရင်များတဲ့ movie recap video တွေပြုလုပ်ခြင်းဒီ video မှာ link လေးတစ်ခုတည်းဝင်ပြီးလုပ်လိုက်တာနဲ့ auto ရတဲ့ link လေးအကြောင်းပြောပြရမယ်အဲ့ဒီ link ထဲမှာဆိုရင်စာသားလည်းထုတ်စရာမလိုဘူးအတန်လည်းထုတ်စရာမလိုဘူးကိုလို့ရှင်တဲ့ video တစ်ပုဒ်ကိုထည့်လိုက်တာနဲ့မြန်မာစကားပြောမြန်မာစာသားထုတ်တန်းပြီးတော့ထွက်လာတဲ့ link လေးဖြစ်ပါတယ်အဲ့တော့စိတ်ဝင်စားတဲ့ဒီမှာဒီ video ကိုဆုံးအောင်ကြည့်လိုက်ပါ video ရဲ့အဆုံးမှာပြောပေးတော့မယ်နော်တခါတည်းကျွန်တော်လက်တွေ့ပါလုပ်ပြပေးတော့မယ်ဗျအဲ့တော့ကိုကဘယ်လို video တွေလုပ်ချင်လဲအဲ့တော့ကိုယ်ထဲမှာ video တစ်ပုဒ်ရှိဖို့လိုအပ်တယ်အဲ့တော့ကျွန်တော်တို့ကကိုလုံးရှင်တဲ့ video ကိုဘယ်ကတက်ရှာမလဲဆိုရင်ကျွန်တော်တို့YouTube ကနေပြီးတွက်ရှာမယ်ပေါ့နော်ကျွန်တော်တို့ဒီ TikTok ထဲမှာရှာရင်လည်းရပါတယ်ဒီ YouTube မှာဆိုလို့ရှိရင်တော့ကျွန်တော်တို့movie recap ဆိုပြီးရေးရှာလိုက်ဗျ movie recap ဆိုပြီးရေးရှာပြီးကျွန်တော်တို့က video အတူလုံးမှာဖြစ်ကြမို့ဒီဘက်ပြီးမှာ short ဆိုတဲ့ဟာလေးရှိပါတယ်နော်ဒီအပေါ်မှာအဲ့ဒီ short ဆိုတဲ့ဟာလေးတဲ့ဝင်ပွားလို့ရှိရင်တော့ကျွန်တော်တို့ဒီမှာကိုကြိုက်တဲ့ video တစ်ပုဒ်ရွေးလိုက်ပါနော်ဒီမှာဆိုလို့ရှိရင် video တွေအများကြီးရှိပါတယ်အဲ့တော့ကိုကြိုက်တဲ့ video တစ်ပုဒ်ကိုရွေးလိုက်မယ်ရွေးပွားလို့ရှိရင်အဲ့ဒီ video download ဆွဲလိုက်မယ်အဲ့တော့ကျွန်တော်ဒီ video download ဆွဲမယ်ပေါ့နော်ဒါဒီနိုင်ငံခြားစကားပြောနေလာတဲ့ video အဲ့တော့ဒီ video download ဆွဲမယ်ဆိုလို့ရှိရင် share ခလုတ်ကိုနှိပ်မယ်ပြီးရင် copy link ကို copy ကူးလိုက်မယ်ပေါ့နော် Chrome ထဲကိုဝင်လိုက်မယ်ပြီးရင်ကျွန်တော်တို့ YouTube video download ဆွဲမှာဖြစ်ကြမှာ YouTube video download ဆိုပြီးရေးရှာလိုက်ဒီလိုရေးရှာလိုက်လို့ရှိရင်မှ YouTube video download ဆွဲတဲ့ site တွေကြာလာမယ်အဲ့တော့ကျွန်တော်တို့တစ်ခုတည်းဝင်လိုက်မယ်ပြီးတော့လို့ရှိရင်အဲ့ဒီ video ကိုဒီမှာအခုနယူလာတဲ့ link ကိုဒီနေရာမှာ paste လုပ်လိုက်ပါနော်ပြီးရင် download ဆွဲလိုက်ပြီးရင်ဒီ video တစ်ခါတည်းကျွန်တော်ကဒီ movie recap လုပ်နေလေးပါဒီ link လေးနဲ့လုပ်နေလေးပါတန်းပြီးပြသွားမယ်နော်ကဲအဲ့ဒါပြီးကျွန်တော်ဒီမှာ download ကိုနှိပ်လိုက်ဒီကောင်လေးကစချင်းဆိုရင်ကြော်ညာတက်တယ်ပေါ့နော်အခုလိုကြော်ညာလေးတစ်ခေါက်တက်တယ်ပြန်ဖြတ်ပေးလိုက်ပါပြန်ဖြတ်ပေးလိုက်လို့ရှိရင်သူပြန်ပြီးတော့ကြာလာမယ်ပေါ့နော်ဒီမှာ download လေးကြာလာပြီအဲ့တော့မှကျွန်တော်တို့ဒီတော့ download ကိုနှိပ်ပါ download နှိပ်လိုက်ပဲဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ဒီမှာ download ဆင်းနေတော့ဒီ video ဝင်သွားပြီပေါ့နော်အဲ့တော့ဒီ video ကို download ဆွဲသွားလို့ရှိရင်တော့ကျွန်တော်တို့ကဒီ movie recap လုပ်မဲ့ link ထဲကိုဝင်မှာဖြစ်ပါတယ်ဒီ link ကလည်းသုံးရအရင်လွယ်ပါတယ်အခြားဘာမှလုပ်စရာမလိုဘူးပေါ့နော် okay video download ရသွားပြီပေါ့ရသွားပြီဆိုရင်ကျွန်တော်တို့ဒီ Chrome ထဲကနေပြီးတော့ပဲကျွန်တော်တို့ကဘယ်လိုစားမလဲဆို streamway.ai.com ဆိုရှာလိုက်ဒါပေါ့နော်မှာ streamway.ai.com ပေါ်မှာ streamway.ai လို့ရှာလိုက်ရတယ်ဒီလိုအလံအပြာရောင်ပုံစံလေးပေါ့နော်အဲ့တော့ဒီ streamway ထဲကိုဝင်လိုက်မယ်ဗျဝင်လိုက်ပြီးတော့ဆိုရင်တော့ကျွန်တော်တို့ကဘာလုပ်မလဲဆိုလို့ရှိရင်ဒီမှာ start tapping ဆိုတာနှိပ်လိုက်ပါနော် start tapping ဆိုတာနှိပ်လိုက်မယ်အဲ့ဒါပြီးရင် Google account တစ်ခုခုနဲ့ကျွန်တော်တို့ log in ဝင်ပေးရမှာဖြစ်ပါတယ်ဗျ log in ဝင်လိုက်ပြီဆိုလို့ရှိရင်ကျွန်တော်ဒီနေရာရောက်ပြီเนาะဒီနေရာမရောက်ခင်ရှင်းမှမြန်မာလို့သူကအစင်စင်မေးတာလေးနှစ်ခုသုံးခုရှိပါတယ်ဒါလေးကတော့ကိုကြိုက်တာရွေးလိုက်လို့ရပါတယ်เนาะ okay အဲ့လိုလေးနှစ်ခုသုံးခုရွေးပေးပေါ်လို့ရှိရင်ကျွန်တော်ဒီနေရာရောက်လာပြီဒီနေရာရောက်လာပြီဆိုရင်ကျွန်တော်တို့ credit 10ခုရမယ်เนาะကျွန်တော်ကဒါဝယ်ထားတဲ့ဟာမို့လို့ကျွန်တော်ကဒီမှာများနေရဖြစ်ပါတယ် Google account တစ်ခုကို credit 10ခုရပါတယ်ဒီ video တစ်ခုမှာ credit ကတစ်ခုနှစ်ခုအဲ့လောက်ပဲကုန်တာဖြစ်ပါတယ်အဲ့တော့ဒီမှာဆိုအခြားဘာမှလုပ်ထမ်းမလို့ပါဘူးကိုလုပ်ချင်တဲ့ video ဒီ upload ဆိုတဲ့နေရာမှာကျွန်တော်ထည့်ပေးလိုက်ပါเนาะအလုပ်ဖိုင်ပြီးတော့လို့ရှိရင်ကျွန်တော်ခုနကိုလုံးမဲ့ video download ဆွဲတဲ့ video ဒီမှာထည့်လိုက်ထည့်ပြီးွားရင်ဘာလို့မလဲဆိုအောက်မှာကျွန်တော်ဒီသူပါလာတဲ့စာတန်းတွေကိုဖျောက်ချင်တယ်ပေါ့နော်ဒီမှာကျွန်တော်ဒီခလုတ်လေးဖွင့်လိုက်ဒီခလုတ်လေးဖွင့်ပေးလိုက်ပေါ့နော်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာအပေါ်မှာတက်လာမယ်ပေါ့နော်သူပါလာတဲ့စာတန်းလေးကိုဖျောက်ပေးလို့ရတယ်ဒီနေရာကိုလည်းကျွန်တော်တို့အချင်းချင်းလုပ်လို့ရတယ်ပေါ့နော်အချင်းချင်းလေးလုပ်လို့ရတယ်ကိုထားချင်လောက်ထားပြီးရင်သူ့ရဲ့ visibility သူ့ကိုကျွန်တော်ဝါးဝါးလေးပဲထားမှာလားဒါမှမဟုတ်လုံးဝပိတ်အောင်လုပ်လိုက်ပါလားဒါလေးကိုလည်းကျွန်တော်တို့ကဒီမှာဆွဲပြီးတော့ဘယ်လောက်ရခိုင်နှုန်းတော့ထားခြင်းလဲထားလို့ရတယ်ပေါ့နော်ဘယ်လောက်တော့ထားခြင်းလဲဒီမှာအဲ့လိုဝါးဝါးလေးထားခြင်းလေးရတယ်ကဲအဲ့ဒါပြောလို့ရှိရင်ကျွန်တော်တို့က subtitle မြန်မာစာတန်းထိုးလို့ဘယ်နာလောက်ထိုးခြင်းလဲကျွန်တော်တို့ဒီလောက်ထိုးလိုက်မယ်နော်ပြီးရင်အဲ့ဒီ subtitle ကိုဘယ်မှာထားမလဲဆိုရင်ဒီမှာ subtitle ပေါ့နော် subtitle style ကျွန်တော်တို့ဒီမှာအမြင့်ဆုံးတင်ပေးလိုက်ဗျဒါမှစာဖတ်လို့ရမှာနော်သူပေးထားတဲ့ site ကအရင်သေးလွန်းတယ်အလဲလောက်ဝယ်ထားမယ်ဆိုရင်တော်တော်သေးအဆုံးထိတင်လိုက်မှကျွန်တော်တို့ဖတ်လို့ရတဲ့အနေထားလေးရအောင်နော်အခြားဘာမှလုပ်ဆရာမလိုပါဘူးဒီသူပါလာတဲ့စာတန်းလေးအုပ်ပေးမယ်နောက်တစ်ခုကကြတော့ subtitle အဆုံးထိတင်လိုက်ပါနော်ပြီးရင်ကိုထားခြင်းတဲ့နေရာဘယ်နားလောက်ထားမယ်အပေါ်မှာထားမလားအောက်မှာထားမလားဒါလေးတစ်ချက်ရွေးပေးလိုက်အဲ့ဒါပဲလုပ်ပြီးလေကျန်တာဘာမှတလုပ်ဆရာမလိုအဲ့တော့ဒီမှာ credit ဘယ်လောက်ကြာမလဲဆိုရင်ဒီကောင် credit 3ခုကြာမယ်ပေါ့နော်ဒါကမိနစ်များပါလို့ပါမိနစ်နေတဲ့ကောင်ဥမာ10မိနစ်ဝန်းကျင်ဆိုရင်1 credit လောက်ပဲကြာမယ်2မိနစ်ဝန်းကျင်ဆိုရင်2 credit လောက်ပဲကြာမယ်နည်းနည်း2မိနစ်အထက်ဆိုရင်တော့ကျွန်တော်3 credit ပေါ့နော်ပြီးရင်ကျွန်တော်မှာ auto process ကိုနှိပ်ပေးလိုက်ရမယ်အခြားဘာမှမလုပ်အောင်နော်ဒီ auto process ကိုနှိပ်လိုက်ပြီးရင်သူလုပ်ပြီးတာကိုထိုင်ဆောက်ရုံပဲတခါတည်းမျိုးရလာတယ်ကျွန်တော်တို့အရင်တော့လိုမျိုးစာသားတွေတီးတန့်တထုတ်ရတာမျိုးအတန်ကိုစာသားနေအတန်တီးတန့်ပြန်ပြောင်းရတာမျိုးတွေလုံးဝလုပ်ဆရာမလိုဘူးပေါ့နော်ဒါမှကျွန်တော်အတန်ကတော့မှယောက်ျားလေးအတန် main ကလေးတန်ရွေးလို့ရပါတော့ဒီဟာနဲ့နေလားငါကိုရှိတယ်ဒါတော့ကို like ကလေးလို့ရပါတယ်โอเคလက်ရှိကတော့ကျွန်တော်တခါတည်းတန်းပြီးဗီဒီယိုထွက်လာအောင်လုပ်တဲ့နီလန်လေးပြပေးလိုက်လည်းဖြစ်ပါတယ်ဒီမှာ uploading ဖြစ်နေပါတယ်နော်ခဏဆောက်ပေးပါဒီနေရာမှာဆိုလို့ရှိရင်သူက auto ပြည့်အောင်သွားတာဒါကောင်လေးပြည့်ဝိုင်းရပြီပေါ့နော်ဒီမှာသူကဒီအဆင့်တွေကိုသူကသူ auto AI နဲ့လုပ်သွားပေးရဖြစ်ပါတယ်โอเค
အဲ့တော့ကျွန်တော်တို့ဒီဗီဒီယိုကျွန်တော်စမ်းသပ်သလောက်ဆိုလို့ရှိရင်ကျွန်တော် copyright လုပ်တာများပါတယ်နောက်ပြီးတော့ကျွန်တော်တော့ Facebook မှာပဲတင်တာများတယ် TikTok မှာတော့နည်းနည်း copyright ကျန်လို့တိတ်မတင်ပြဘူးပေါ့နော်TikTok မှာလည်းချုပ်ဗီဒီယိုတွေစမ်းတင်တာအဆင်ပြေပါတယ်YouTube မှာတော့ကျွန်တော်မတင်ဘူးသေးဘူးပေါ့နော်အဓိကတော့ Facebook page ကို run နေရဖြစ်တဲ့ကြောင့်မလို့ Facebook page မှာတင်တော့ပိုပြီးအဆင်ပြေပါတယ်ကဲနောက်တစ်ခုအနေနဲ့ကျွန်တော်တို့ကဒီကောင်လေးကို credit ကိုဝယ်ခြင်းလို့ရှိရင် free မလို့ကျွဲဝယ်ခြင်းဒီ ads ဆိုတာလေးနှိပ်လိုက်ဒါဆိုလို့ရှိရင်ဒီမှာသူ့မှာ plan တွေရှိရပါတော့ဒီမှာကိုကဘယ်လစာဝယ်ခြင်းလဲ credit ဘလောက်ဝယ်ခြင်းလဲဒီမှာဝယ်လို့ရပါတယ်โอเคကျွန်တော်တော့ဝယ်ပြီးသုံးတာဖြစ်ပါတယ်ပေါ့နော်ဝယ်ပြီးသုံးတာဖြစ်ပါတယ်နောက်ပြီးတော့ဒီကောင်ကကျွန်တော်တို့ဒီ library ထဲမှာဆိုလို့ရှိရင်ဒီဘက် library ထဲမှာဆိုရင်ကျွန်တော်အခုလက်ရှိလုပ်နေတဲ့ကောင်တွေရောဆွဲထားပြီးသားကောင်တွေရောလှုပ်ထားပြီးသားဟာတွေရောဒီမှာအစင်းသိရှိပါတယ်ပြန်ပြီးတော့ download ဆွဲလို့ရပါတော့โอเคတခုကကျွန်တော်တို့အရင်အဆင်ပြေတယ်ဒါပေမဲ့ကျွန်တော်တို့ free လုပ်တဲ့ကောင် free ဆင်းတဲ့ကောင်ဆိုလို့ရှိရင်တော့ကျွန်တော်တို့သူ့ရဲ့ logo စာသားလေးရောပါမယ်เนาะဒါပေမဲ့သူ့ရဲ့ logo စာသားပါတော့မှကျွန်တော်တို့ Facebook page မှာတင်တာ copyright လွတ်ပါတယ်ဗျကဲဒါဆိုလို့ရှိရင်တော့သူလုတ်ပြီးတဲ့အစစ်တွေကုန်ပြီးသွားပြီပေါ့เนาะဒီမှာဆိုရင်စာတန်းတွေ auto တက်ပြီးပေါ်လာပေါ့เนาะ okay အဲ့တော့ကျွန်တော်တို့ဒီမှာ download ဆိုပြီးတော့ကျွန်တော်နှိပ်လိုက်မယ်ဒါဆိုလို့ရှိရင်download ဖိပြီးတော့ line ကျသွားလို့ပေါ့เนาะပြန်နှိပ်လိုက်လို့ရှိရင်ကျွန်တော်တို့ဒီ download ကဒီထဲကဝင်သွားမယ်ပေါ့เนาะခဏလေးဆောက်ပါကဲဒီမှာကျွန်တော်ဒီ download ထဲရောက်သွားပြီပေါ့နော်ကဲအဲ့ဆိုလို့ရှိရင်ကျွန်တော်ဒီ download လေးပြည့်သွားလို့ရှိရင်ဒီဗီဒီယိုကိုဖွင့်ပြပါမယ်โอเคဒါဆိုရင် download ပြည့်သွားပြီเนาะအဲ့တော့ကျွန်တော်ဒီဗီဒီယိုလေးကိုဖွင့်ကြည့်အောင်ဗျโอเคနေတိုင်းစားတယ်တနေ့မှာတော့အန်အောတုံလို့ဆိုတာတွေ့ရှိခဲ့တယ်သူစားနေတာကအတူတူပါပဲတခြားကဲဒါဆိုလို့ရှိရင်ရပါနော်ကျွန်တော်ဒါဆိုလို့ရှိရင်မြန်မာစာတန်းနဲ့မြန်မာနောက်ခံစကားပြောအတန်ဗီဒီယိုတစ်ခါလဲတန်းပြီးထွက်လာတာဖြစ်ပါတယ်အခြားဘာမှလုပ်စရာမလိုဘူးပေါ့နော်ဒီ link လေးထည့်ကိုကျွန်တော်လုပ်ပဲနောက်ဗီဒီယိုလုပ်မယ်ဆိုလို့ရှိရင် new recap ဆိုတဲ့ဒီနေရာလေးပြန်နှိပ်လိုက်လို့ရှိရင်တစ်ခါအသစ်ပြန်လုပ်လို့ရပါတယ်နော် okay တကယ်လို့ကျွန်တော်တို့ကဒီ Gmail တစ်ခုနဲ့တုံးလိုက်လို့ credit ကုန်သွားဆိုရင်ဒီမှာဒီတောက်လေးမှာပေါ့နော်ဒီဘက်တောက်လေးမှာကျွန်တော်နှိပ်ပြီးတော့ log out လုပ်လိုက်ပါ log out လုပ်သွားလို့ရှိရင်နောက်ထပ် account ခုနဲ့ဝင်ပြီးတော့ကျွန်တော် free လုပ်လို့ရပါတယ်ဒါပေမဲ့ free ဆိုလို့ရှိရင်သူ့ရဲ့ logo လေးပါမှာဖြစ်ပါတယ်เนาะကျွန်တော်တို့ဝယ်သုံးမယ်ဆိုလို့ရှိရင်တော့ logo မပါပါဘူးကဲအဲ့တော့ဒီ stringway.ai.com နဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ဒါ America video တွေကိုဒါ copyright လည်းလွတ်တာများတယ်ပြီးရင်အလုပ်လည်းမရှုပ်တော့ဘူးပေါ့နော်အဲ့တော့လို့အဆင်ပြေတဲ့နည်းလေးလိုလာပြီးတော့မျှဝေပေးရပါစိတ်ဝင်စားတဲ့သူတွေအနေနဲ့အခုလိုမျိုး movie recap video တွေကိုဒီ link လေးမှာလာပြီးတော့လုပ်လို့ရပါတယ် okay အဲ့တော့ဒီ channel လေးကိုလည်း like and subscribe လေးလုပ်ထားပြီးတော့နောက်ထပ်အရေးကြီးတဲ့နောက်ထပ်အသုံးဝင်တဲ့ video လေးတင်တာလေးကိုလည်းစောင့်မျှော်ကြည့်ရှုပေးပါလို့တောင်းဆိုချင်ပါတယ်ဗျအားလုံးနောက်ထပ် video မှာပြန်ပြီးတွေ့ကြမယ်နော်